ပုထုဇဉ်ယဟန်များမှာတခါတရံတဏှာရာဂစိတ်ပေါ်ပေါက်တတ်ပါသလားဖေဟာအကယ်၍တဏှာရာဂစိတ်ပြင်းထန်လို့အာသာဖြေမိရင်မြည်သူသောအကုသိုလ်ကံဖြစ်ပါတဲ့ဖေဟာဒါဦးဇင်းတို့ရာဂစိတ်ပဲလေရာဂတယဟန်နေဆိုရင်တော့ဒါတန်ခါတိတိအပဲတင်တာပေါ့နော်လူတွေမှာဆိုရင်တော့ဒါအကုသိုလ်ပေါ့နော်အကုသိုလ်ခေါ်တာပေါ့ဒါပေမဲ့ဟိုလူတွေမှာကြတော့သူများကိုဒုက္ခပေးတဲ့အကုသိုလ်မျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့အကုသိုလ်ဦးဇင်းတို့ကံတွေထဲမှာကြည့်လိုက်မယ်ဆိုလို့ချင်းတော်တော်များကဒီအကုသလကမ္မပဒတရား10ပါးကိုကြည့်လိုက်မယ်ဆိုသူများကိုဒုက္ခပေးတဲ့ကံတွေကဒါအပယ်ကျစေတာများတယ်ကိုယ့်ဘာကိုစိတ်မှာတွေးတဲ့လောဘမျိုးဒေါသမျိုးကတော့အပယ်ကျလောင်ထိအာမကြည့်တတ်ဘူးပေါ့နော်ကံမမြောက်တတ်ဘူးပေါ့ညာအကုသိုလ်တော့အကုသိုလ်ပေါ့နော်ရာဂစိတ်လို့ခေါ်တာဟုတ်ရဟန်းနေဆိုတော့တန်ခါတိတိအပဲတင်တယ်နော်ဒီမှာဒါဆိုရင်ကိုရင်ဘဝမှာဆိုရင်ရောဖေဟာကိုရင်လွဲဒဏ်ကြတယ်တော်တော်များအဲ့ဒါဟာကိုရင်သီလထဲမှာဗမာပါလဲမေးကြတာသူကယဟန်တော်တွေရဲ့အာဘတ်တွေထဲမှာပင်စိတ်စအာဘတ်ဒီအကုသိုလ်ဖြစ်တဲ့လောကဝိဇ္ဇအာဘတ်ဆိုတာရှိတယ်နော်ဟိုဝီနီမှာနှမျိုးရှိတယ်လောကဝိဇ္ဇအာဘတ်နဲ့ပဏ္ဍိဝိဇ္ဇအာဘတ်လောကဝိဇ္ဇဆိုတာအကုသိုလ်ဖြစ်တဲ့အာဘတ်ကိုပြောတာပဏ္ဍိဝိဇ္ဇဆိုတာကအကုသိုလ်မဖြစ်ဘူးဥမာမျက်တွေခုတ်တာနှုတ်တာမြေတွေတူးတာဒါကအကုသိုလ်မဖြစ်ဘူးဖခင်ကဥပဒေတစ်ခုအနေနဲ့ပြညတ်လို့တာဝီနီပြညတ်တစ်ခုဖြစ်ပေါ်လာတာလေဆိုတော့အဲ့လိုကြတော့ပဏ္ဍိဝိဇ္ဇလို့ခေါ်တယ်အဲ့ဒီလိုမျိုးအဖြစ်ကြတော့ကိုရင်နဲ့မဆိုင်ဘူးနော်ကိုရင်နဲ့မဆိုင်ဘူးအဲ့တော့အကုသိုလ်ဖြစ်တဲ့ဝီနီတွေဆိုလို့ရှိရင်ကိုရင်လည်းဆိုင်တယ်နော်အဲ့လိုအချင်းချင်းမှတ်လို့ရတယ်ချို့မေးတယ်ကိုရင်မှာကြည့်ရမယ့်ဝီနီဘယ်လောက်ရှိတယ်လဲတိတိကျကျထုတ်ပြပါလို့မေးတယ်တိကျထုတ်ပြလို့နည်းနည်းတော့ခက်တယ်အဲ့တော့ဘယ်လိုမှတ်နိုင်တယ်လဲမေးရင်ဦးစင်းတွေရဲ့အာဘတ်တွေထဲမှာအကုသိုလ်ဖြစ်တဲ့အာဘတ်တွေမှန်ရင်ကိုရင်လည်းမလုံကောင်းဘူးလို့မှတ်ရမယ်နော်အဲ့တော့ကိုရင်လည်းအကုသိုလ်ဖြစ်တဲ့ကြောင့်ဒဏ်ကြတယ်ပေါ့နော်